လူငယ်တရုတ်ဆောင်ထူးရဲ့တေဆုံးမှုကိစ္စကတော့ဘီကိုမပြီးနိုင်တော့ပါဘူးအခုလဲသူ့ကောင်မလေးကြောင့်တေဆုံးရတယ်ဆိုပြီးတော့စောအဲဆေးမှုလို့မျိုးရေးသားဖော်ပြနေကြပြန်ပြီလဲဖြစ်ပါတယ်တရုတ်ဆောင်ထူးဟာအက်ဆီဒင့်ဖြစ်တဲ့အဲ့ဒီညမှာပဲသူ့ကောင်မလေးနဲ့အတူဘားကနေပြန်လာခဲ့ကြောင်းကိုကြားသိရပါတယ်ဒါပေမဲ့ကားအက်ဆီဒင့်ဖြစ်ပွားခဲ့ပြီးတေဆုံးနေတာကထူးဖြစ်ပြီးတော့ကောင်မလေးကြတော့ဘယ်ရောက်သွားတာလဲဆိုပြီးတော့မေးမြန်းတဲ့သူတွေလည်းရှိလာပါတယ်အမှန်တကယ်မှာတော့သူတို့နှစ်ယောက်အတူပြန်ခဲ့ကြပြီးတော့ကားပေါ်မှာပဲစကားတွေများခဲ့ကြတာလားဆိုပြီးတော့မေးခွန်းထုတ်စရာတွေကလည်းရှိနေပါတယ်တချို့သောစဉ်းစားတဲ့သူတွေကတော့တရုတ်ဆောင်ထူးဟာဘားကနေမူးယူနဲ့ပြန်လာတာဖြစ်တဲ့အတွက်လမ်းမပေါ်မှာစစ်ကောင်စီရဲ့စစ်သားတွေကစစ်ဆေးဖို့လုပ်တဲ့အခါမှာပေါ်တာဆွဲခံရမှာဆိုတဲ့အတွက်အရေးတကြီးကားကိုအပြင်းမောင်းနှင်ပြီးတော့ထွက်ပြေးလာတာကြောင့်ဒီလိုမျိုးဖြစ်ဆိုးကြီးနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်းကိုသတ်မှတ်ကြပါတယ်တချို့ကတော့သူ့ကောင်မလေးကြောင့်လို့လည်းပြောနေကြပြန်ပြီတရုတ်ဆောင်ထူးဟာကားဝယ်တာမကြသေးပါဘူးသူတို့မိသားစုကိုယ်တိုင်ကအိမ်ငါးဘဝနဲ့ပဲနေထိုင်ခဲ့ရတာပဲဖြစ်ပါတယ်ခုချိန်ထိလည်းအိမ်ငါးဘဝနဲ့ပါတာကြောင့်မလို့သူဟာဒီကားလေးကိုပဲသူ့ရဲ့အမှုပညာဝင်ငွေကနေအလွယ်တကူလေးစူးစမ်းပြီးတော့ဝယ်ယူခဲ့တာဖြစ်ပါတယ်ကားဝယ်ပြီးလာပိုင်းပဲရှိပါသေးတယ်တရုတ်ဆောင်ထူးအားကားမောက်ပြီးတော့ဒီလိုမျိုးဖြစ်ဆိုးကြီးနဲ့ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီညမှာဘားကနေကောင်မလေးနဲ့အတူတူပြန်လာတာဖြစ်တဲ့အတွက်ဘလို့ဖြစ်ပြီးတော့အခုလိုမျိုးကောင်မလေးကြတော့ဘာမှမဖြစ်ပဲနေထူးကြမှအခုလိုပါလို့ဖြစ်သွားအားရတာလဲဆိုပြီးတော့မေးခွန်းတွေလည်းထပ်ပြီးကြားရပြန်တာပဲဖြစ်ပါတယ်